မကြာခဏစိတ်ညစ်တတ်သလားစိတ်မပျော်ဘူးလားစိတ်ဒုက္ခတွေနဲ့နေထိုင်နေရတာမျိုးလားကိုကအဲ့လိုလူမျိုးဆိုရင်တော့ဒီ podcast ကိုအဆုံးထိနားထောင်ဖို့ရလို့ပြီမင်္ဂလာပါစိတ်တမှုဒုတာအနေအားလုံးကိုပြန်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဘာမှစပြီးမှမပြောခင်အရင်ဆုံးပြောပြထားချင်တာလေးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီနေ့ podcast ကစိတ်ညစ်တတ်တဲ့လူတွေစိတ်မပျော်တဲ့လူတွေစိတ်ဒုက္ခတွေအများကြီးရှိတဲ့လူတွေကိုဥတည်ပြီးမှပြောရဲဆိုပေမဲ့လို့အဲ့ဒီလူတွေစိတ်ညစ်တာပျောက်သွားအောင်စိတ်ဒုက္ခတွေမရှိတော့အောင်စိတ်ပျော်ရွှင်သွားအောင်နီလန်းနေပေးမဲ့ podcast တော့မဟုတ်ဘူးဒါလေးကိုအရင်ဆုံးပြောပြချင်တယ်ဒါဆိုရင်ဘာလုပ်တဲ့မျိုးလဲဘာအကြောင်းရလဲဆိုတော့အဲ့ဒီလိုမျိုးဖြစ်နေတဲ့လူတွေအတွက်စိတ်ညစ်တတ်အောင်သင်ပေးမဲ့နီလန်းပဲစိတ်မပျော်တဲ့လူတွေစိတ်ညစ်တဲ့လူတွေစိတ်ဒုက္ခတွေများတဲ့လူတွေအတွက်စိတ်မပျော်မရွှင်နေတတ်အောင်စိတ်ညစ်တတ်အောင်စိတ်ဒုက္ခတွေများတတ်အောင်သင်ပေးမယ်a little bit တော့ awkward ဖြစ်တယ်လေနော်ဒါပေမဲ့အဆုံးကြရင်နားလည်တော့ပါလိမ့်မယ်လူတိုင်းကတော့ပျော်ရွှင်နေကြတဲ့လူတွေပဲမြတ်စွာဘုရားပြောတယ်လူတွေဟာတဲ့ပျော်ရွှင်ခြင်းကြတယ်အခက်ခဲဒုက္ခတွေကိုမကြုံခြင်းကြဘူးတဲ့ဆက်ပြီးမှပြောရင်ဆိုလူတွေကမတည်ခြင်းကြဘူးအသက်ရှိခြင်းကြတယ်ပေါ့ဒါတွေကလူတိုင်းမှာရှိတဲ့တတ္တဝါတိုင်းမှာရှိတဲ့ယုံနီးပဲဒါတို့တွေလိုချင်နေတဲ့အရာတောင်းတတဲ့အရာပဲဒါပေမဲ့လို့အဲ့ဒါတကယ်လောကမှာအဲ့ဒါရှိတဲ့အရာမဟုတ်ဘူးI mean အမြဲတမ်းအဲ့လိုပဲဖြစ်နေတဲ့အရာမဟုတ်ဘူးပေါ့လူတိုင်းစိတ်ဆင်းရဲရတာပဲစိတ်ညစ်ရတာပဲစိတ်ဒုက္ခတွေနဲ့ကြုံရတာပဲတို့တွေဒီဗုဒ္ဓစာပေထဲမှာအဲ့လိုတုတ်တန်လေးတစ်ခုရှိတယ် I mean တရားလေးတစ်ပုဒ်ပေါ့နော်အဲ့ဒီထဲမှာဘာပြောလဲဆိုတော့မြတ်စွာဘုရား This world is established on dukkha ဒီကမ္ဘာလောကကြီးอ่ะဒီလောကကြီးอ่ะဒီတတ္တလောကကြီးอ่ะဒုက္ခအပေါ်မှာတည်ထားတယ်ဆိုတနည်းအားဖြင့်တို့တွေကဒုက္ခပေါ်မှာနေကြတဲ့လူတွေပဲအရက်ထဲကစကားနဲ့ပြောမယ်ဆိုဒုက္ခကိုဖင်ခုထိုင်နေကြတဲ့သူတွေပဲဆိုတော့ဘယ်မှာဒုက္ခနဲ့ကင်းတဲ့လူရှိပါလိမ့်အောင်မလဲဒါက existential ပဲတို့တွေရဲ့ဘာလဲဆိုတို့တွေရဲ့ဘဝထဲမှာရှိနေတဲ့အရာကြီးကွာဘယ်နာကနေမှပတ်ပြီးရှောင်နေလို့မရဘူးပုံနေလို့မရဘူးပေါ့တော်ဆိုးတဲ့အရာကြီးဒါပေမဲ့ဘယ်သူမှလည်းအဲ့ဒါကြီးကိုမလို့ချင်ကြအောင်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒါကိုဂင်တွေတတ်အောင်ကျွမ်းကျင်အောင်လုပ်ရတော့မှာပဲဥပမာမြင်အောင်ကြည့်လိုက်ပေါ့တို့တွေအကုန်လုံးကရေပေါ်မှာနေကြတဲ့လူတွေလို့မြင်အောင်ကြည့်လိုက်ပေါ့သူမို့ရေထဲမှာနေကြတဲ့တတ္တဝါတွေပေါ့ okay ဆိုတော့အေးလို့ဆိုရင်တို့တွေဘာဖြစ်မလဲဆိုတော့
ရေမကူးတတ်လို့မရတော့တခြားလည်းနေကြမရှိဘူးကရေထဲမှာပဲနေကြရတယ်ဆိုတို့တွေကမဖြစ်မနေဘာလုပ်ကြရလဲဆိုရေကူးတတ်အောင်လုပ်ရတာပဲရေကူးတင်ရတယ်ရေထဲမှာမမြုပ်သွားအောင်ကြိုးစားရတယ်ပေါ့တနည်းအားဖြင့် of course ရေကူးတတ်တယ်ဆိုတာဘာလဲဆိုရေထဲမှာမနစ်သွားတာကိုရေကူးတတ်တယ်လို့ခေါ်တာပဲတနည်းအားဖြင့်ရေထဲမှာအခက်ခဲမရှိဘဲနဲ့အစင်ပြေအောင်နေနိုင်နေတာကိုရေကူးတတ်တဲ့လူလို့ခေါ်တာပဲမဟုတ်လားရေတွေရှိတဲ့ထဲမှာသူလိုချင်အောင်သူသွားနိုင်တယ်အခက်ခဲတွေတိတ်မရှိဘူးရေထဲမှာသူနေနိုင်တယ်အချိန်ကြာကြီးနေနိုင်တယ်ဒီလူကိုရေကူးတတ်တယ်လို့ခေါ်လိုက်တာပဲအဲ့လိုလုံနိုင်တဲ့သူရေကူးတတ်တဲ့လူလို့ခေါ်လိုက်တာပဲရေမကူးတတ်တဲ့လူဆိုတာဘယ်လိုလူလဲဆိုတော့ရေထဲမှာနေပြီးရေအောက်ကိုမြုပ်သွားတယ်ဆိုရေမကူးတတ်ဘူးပေါ့အဲ့ဒီအဓိပ္ပာယ်အတိုင်းပဲအဲ့ဒီသဘောအတိုင်းပဲတို့တွေကလည်းဒုက္ခထဲမှာနေနိုင်အောင်သင်ယူရမယ်စိတ်ညစ်စရာတွေကိုကျွမ်းကျွမ်းကျင်ကျင်စိတ်ညစ်တတ်အောင်သင်ယူရမယ်အဲ့ဒါအရေးကြီးတယ်နော်စိတ်မညစ်အောင်နေတာထက်စိတ်ညစ်တတ်အောင်သင်ယူနိုင်တယ်ဆိုလို့ရှိရင်တို့တွေတော်တော်လေးတတောင့်တတဖြစ်သွားတယ်တို့လူသားတွေလေဘာကြောင့်ပူပြီးမှဒုက္ခတွေများနေကြရတယ်လဲတနည်းအားဖြင့်ပေါ့တို့နေ့စဉ်ဘဝမှာတို့တွေဘာကြောင့်အလုပ်တွေရှုံနေကြရလဲဆိုလေဒုက္ခတွေမရှိခြင်းလို့အလုပ်တွေရှုံနေကြရတာတလားကြည့်ကြလိုက်တို့တွေလုံနေတဲ့အရာတွေအများစုကဘယ်ဥတီထားလဲဆိုဒုက္ခတွေကင်းသွားမယ့်အရာမျိုးဥတီထားဒုက္ခတွေကနေဝေးသွားမယ့်အရာမျိုးဥတီထားတာပေါ့ of course ဒုက္ခတွေကင်းသွားအောင်တော့လုပ်ရမှာပဲမှန်တယ်ဒါပေမဲ့ဒုက္ခတွေကင်းချင်တယ်ဆိုဒုက္ခတွေနဲ့အဝေးတက်ဝေးသွားအောင်လုပ်ယူရတာမျိုးမဟုတ်ဘူးဒုက္ခရောက်တာကိုသင်ယူရတာစိတ်ညစ်စရာတွေမရှိကျင်တော့ဘူးဆိုရင်စိတ်ညစ်တတ်အောင်သင်ယူနိုင်ရင်စိတ်ညစ်ခြင်းကြောင့်ရတဲ့ဒုက္ခမရှိတော့မပျော်မရွှင်ဖြစ်နေတယ်ဆိုရင်skillfully မပျော်မရွှင်ဖြစ်တတ်အောင်တို့တွေလုံနိုင်သွားရင်မပျော်မရွှင်ဖြစ်ခြင်းကြောင့်ဒုက္ခမဖြစ်တော့နည်းနည်းတော့တွေးစရာတွေများသွားပြီလားတော့မပြောတတ်ဘူးအေးစေးပါဖြည်းဖြည်းချင်းတွေးပြီးမှပဲနားလည်အောင်ကြိုးစားကြည့်ဖို့အခုနောက်ပိုင်းလူကဘာဖြစ်နေလဲတော့မပြောတတ်ဘူးအရှိတော့ podcast မှာလည်းအဲ့လိုပဲနည်းနည်းတွေးရမယ့်ဟာတွေအများကြီးပေးသွားတယ်ထင်တယ်တချို့လည်းလာပြောကြဦးစင်းတပည့်တော့နားမလဲသေးဘူးနှစ်ခါနားထောင်တယ်တပည့်တော့နားမလဲဘူးသုံးခါနားထောင်တယ်အဲ့လိုပြောတဲ့လူတွေရှိတယ်အဲ့ဒါကောင်းပါတယ်အချိန်ပေးဖြစ်သွားပါကိုအုံနောက်ကိုလည်းအလုံးလုံးပြီးသားဖြစ်သွားအောင်တခါရပြောလိုက်တယ်တခါရနားလဲသွားတယ်ဆိုရင်တခါရမိတော့မှလေနော်အခုတစ်ခေါက်လည်းလို့ပဲနည်းနည်းတွေးစရာတွေများကုန်ပြီထင်တယ်ပြန်စရအောင်ပြန်ပြောရအောင်စိတ်ညစ်တဲ့အောင်တင်ယူဖို့လိုတယ်ဒုက္ခရောက်တဲ့အောင်တင်ယူဖို့လိုတယ်အဲ့တော့အခုကကြတော့ဘယ်လိုတင်ယူရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုပြောပြမယ်ကိုယ်တိုင်နားလေထားတဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုကြတော့ဒီလိုပေါ့လေနော်လောဘဒေါသမောဟဒါတွေကကိလေသာတွေမကောင်းတဲ့စိတ်တွေပေါ့အဲ့ဒီအရာတွေကိုလူတွေမှာမရှိရဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတယ်လို့နားမလဲထားအောင်အဲ့ဒီအစားဘယ်လိုလဲဆိုတော့လောဘဒေါသမောဟစိတ်တွေရှိရင်လူတွေဆင်းရဲရတယ်
ဒုက္ခရောက်ရတယ်ပင်ပန်းရတယ်တဏှာရဲ့ရှည်ခြင်းကိုဖြစ်စေတယ်ဒီလိုတော့မြတ်စွာဘုရားဟောတယ်လို့လက်ခံတယ်ပြောချင်တာပါလဲဆိုတော့လူတယောက်မှဆိုအဲ့ဒီလောဘဒေါသမောဟတွေရှိနေမှာပဲအဲ့ဒါတွေရှိနေတဲ့အတွက်တို့တွေဘာမှစိတ်ညစ်နေကြမလို့ဒါပေမဲ့ okay အဲ့ဒါတွေရှိနေတယ်ရှိနေတဲ့အတိုင်းလုံးလိုက်กว่าလို့တော့မပြောဘူးလေနော်လောဘဒေါသမောဟတွေရှိနေတယ်ဆိုရင်အဲ့ဒါအရှိတရားတွေကိုလက်သင့်ခံဖို့လိုတယ်အဲ့ဒီလက်သင့်ခံခြင်းကတို့တွေမကျွမ်းကျင်ဆုံးအလုပ်ပဲဘယ်သူမှလေဟာငါလေလောဘကြီးလိုက်တဲ့လူပဲဟာငါအရင်ဒေါသကြီးတာပဲသဘောကျလိုက်တာငါကချစ်စရာကောင်းလိုက်တာလို့ဘယ်သူမှတော့မထင်ဘူးတလားဟာဘယ်သူမှငါလည်းညံနေလိုက်တာကိလေသာတွေများလိုက်တာမောဟတွေကလည်းကြီးလိုက်တာပဲငါလေးကတော်ကိုသဘောကျစရာကောင်းတာပဲလို့ဘယ်သူမှမတွေးဘူးဟုတ်တယ်မလားအဲ့ဒီစားကိုမှဒေါသတွေရှိနေတယ်ဆိုမကြိုက်ဘူးဝါဘာလို့ငါဒေါသတွေအလိုကြီးနေတာဘာလို့ငါစိတ်တွေမထိန်နိုင်ဖြစ်နေရလဲစိတ်ပြက်စရာကောင်းလိုက်တာဒီလိုမျိုးပဲဖြစ်ကြတာများအဲ့တော့နံပါတ်1အရင်ဆုံးသတိထားမှာโอเคဒိုးတွေမှာမကောင်းတဲ့စိတ်တွေရှိနေတယ်ဆိုတာကိုလက်သင့်ခံဖို့ရလို့ပဲအဲ့ဒါတွေကိုအရှိတိုင်းမြင်အောင်ကြည့်ဖို့လိုတယ်မြတ်စွာဘုရားအဲ့လိုညီတော့သင်ပေးတယ်သိကြတယ်ဥပမာ mindfulness practice လုပ်တယ်ဆိုကြည့်လေဟိုမှာจิต ानु ပဿနာပေါ့I mean စိတ် ानु ပဿနာပေါ့ဘာမှလို့ဆိုစိတ် ानु ပဿနာဆိုရင်ကိုယ်စိတ်မှာဒေါသဖြစ်နေဆိုဒါဒေါသဖြစ်နေတဲ့စိတ်ပါလားကိုယ်စိတ်မှာရာဂတွေဖြစ်နေဆိုဒါရာဂတွေဖြစ်တဲ့စိတ်ပါလားဆိုပြီးမှ label လိုက်တက်ခိုင်းတာတနည်းအားဖြင့်လိုက်ပြီး acknowledge လုပ်ခိုင်းတာဒါမြတ်စွာဘုရားရဲ့နည်းပဲဆိုတော့တို့တွေကစိတ်မပျော်ရွှင်နေဘူးစိတ်မချမ်းသာနေဘူးဆိုရင်အဲ့ဒါလေးကိုအရင်ဆုံး acknowledge လုပ်ပေးဖို့လိုတယ်။ Okay ငါမှစိတ်မပျော်မရွှင်ဖြစ်နေတယ်အခုရပိုင်းအခုတလောအခုလောလောဆယ်စိတ်မပျော်ရွှင်မှုဖြစ်နေတယ်ဆိုတာကိုတို့တွေအတိမတ်ပြုဖို့လိုတယ် acknowledge လုပ်ပေးဖို့လိုတယ်။ဒါနံပါတ်1အရေးကြီးဆုံးအရာပဲ။အဲ့ဒါပြီးရင် okay စိတ်မပျော်နေဘူးဆိုရင်ငိုချင်လဲငိုလိုက်လို့ရတာပဲ။ဒါမှမဟုတ်ရင်လည်းတို့တွေစိတ်ညစ်ချင်လဲစိတ်ညစ်နေလို့ရတယ်။okay ဒေါသဖြစ်နေတယ်ဆိုလဲရတဲ့ဒေါသဖြစ်လိုက်အောင်။ဘာမှမဖြစ်အဲ့ဒီ acknowledge လုပ်ဖို့ကတော့အရင်အရေးကြီးတယ်။အဲ့လိုမဟုတ်ဘူးဆိုဘာလို့ငါစိတ်မပျော်ဖြစ်နေရလဲစိတ်ပျော်နေမှရမယ်။ပျော်အောင်လို့တော့ငါတော့ကတုငါကြည့်လိုက်မယ်။ဟာတာရီကြည့်လိုက်မယ်။ဟုတ်လား comment ကြီးတွေပေါ့ဗမာကားရည်စရာဟာတာကာရီကြည့်လိုက်မယ်။တော့မဟုတ်လေအရက်မူအောင်တောင်းလိုက်မယ်။တကူအဲ့လိုတွေရှောက်လုံးလိုက်ပြီးမှတို့တွေကစိတ်မပျော်တာဟုတ်ဖုံးသွားစေတယ်မဖြစ်စေခြင်းအမေသားကတော့စိတ်မပျော်မရွှင်ဖြစ်နေတယ်အမေသမီးကတော့စိတ်မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့အခြေအနေမျိုးတို့တွေမရောက်ချင်လက်မခံချင်အဲ့တော့ separation လုပ်လိုက်ကြတာဒါကတော်တော်မကောင်းအဲ့လိုမလုပ်ဘဲနဲ့ acknowledge လုပ်လိုက်တာကောင်းတယ်โอเคပေါ့ငါလောလောဆယ်စိတ်ဆင်းရဲနေတယ်ဝမ်းနည်းနေတယ်ရပါတယ်ဒါဖြစ်နေကြပဲလူပဲတခါတလေစိတ်ဆင်းရဲမှာပေါ့တခါတလေဝမ်းနည်းမှာပေါ့ဒီလိုမျိုးကိုကနောက်ကနေလိုက်ပြီး acknowledge လုပ်ပြလို့ရတယ်အပြီးရင်အဲ့ဒီစိတ်မပျော်ရွှင်မှုကိုနားလည်အောင်ကြည့်ဖို့လိုတယ်ကြည့်ချင်ပေါ့လေ
မကြည့်ချင်လည်းဘာမှမဖြစ်ဘူးနော်ခုနကလို acknowledge လုပ်ပြီးသွားရင်ဆိုလဲကြော်သွားလိုက်လို့ရတယ်ကြော်သွားရဲဆိုတာနောက်တစ်ဆင့်ကိုကြော်သွားလို့ရတယ်ဒီတစ်ဆင့်လေးကတော့ကိုလုံနိုင်လုံလိုက်ဒီငေါ့ဘာစိတ်မပြောရင်မရွှင်ဖြစ်စေနေရလဲအဲ့ဒီမောလို့များလားသူမဟုတ်အစားတော့များအဆင်မပြေလို့လားဒီရက်ပိုင်းကဘာစိတ်ဖိစီးမှုတွေများနေရလဲတစ်ချက်လောက်လေအချိန်ပေးပြီးစဉ်းစားလိုက်ချက်ချင်းမစဉ်းစားနဲ့နော်စိတ်မပြောမရွှင်ဖြစ်နေတယ်စိတ်ဒုက္ခရောက်နေတယ်ဆိုတော့အတိအမှန်ပြုတ်ပြီးပြီဆိုမှအဲ့ဒါကိုစဉ်းစားလိုက်ရင်အဖြေတွေးချင်လဲတွေးလိမ့်မယ်တွေးချင်မှလည်းတွေးလိမ့်မယ်ဘာမှမဖြစ်ဘူးကြော်သွားလိုက်မတွေးရင်လဲဩဒါကြောင့်ဒီလောက်ပဲရပြီဟာငါဘာလို့ဒီလိုဖြစ်နေရလဲဘာလို့ငါအေးတွေပြောင်းငါ့ကိုဘာတွေလုပ်နေရလဲငါ့ကိုဘယ်သူကဒီလိုဒုက္ခပြန်အဲ့ဒီမသွားတော့ဒါကြောင့်မလို့ပေါ့ဘာကြောင့်မှမသိပါဘူးလေပေါ့ရတယ်ဘယ်လိုပဲနည်းနဲ့ပဲဖြစ်ဖြစ်အဲ့ဒါပြီးရင်ခံစားလို့ရတဲ့အတိုင်းအတာအထိခံစားလိုက်ခံစားလို့ရတဲ့အတိုင်းအတာအထိခံစားလိုက်ဆိုတာဘယ်လိုမျိုးလဲဆိုတော့စိတ်မပြောမရွှင်ဖြစ်နေလိုက်တာစိတ်ညစ်လိုက်တာဆိုရင်ရတဲ့ခဏလောက်စိတ်ညစ်နေလိုက်စိတ်ညစ်ပိုင်ခွင့်ရှိရတို့တွေဘယ်လိုမှတို့ရဲ့စိတ်ကိုမညစ်နဲ့တားလို့မရအောင်ခဏပဲအဲ့ဒီတိုင်းတာတစ်ခုတည်းစိတ်ညစ်လိုက်လို့ရတယ် allow yourself ကိုခွင့်ပြုလိုက် permission ပေးလိုက် emotion တွေတွားပြီး judgment မလုပ်နဲ့ငိုချင်းငိုလိုက်ငိုစရာလိုလောက်တဲ့အနေအထားမျိုးဆိုငိုလိုက်ငိုချင်းရီချင်းဆိုတာဒါလူသားတွေရဲ့တဘာဝပဲရီတဲ့လူကအားတာတယ်ငိုတဲ့လူကအားနေတယ်ဆိုတာမျိုးလည်းမရှိဘူးလေစိတ်ပြည့်ခြင်းလည်းပြက်လိုက်ကိုရတယ်ကိုโอเคဒါရစိတ်ပြည့်စရာကြီးဖြစ်နေတယ်ဆိုစိတ်ပြက်လိုက်အချိန်နဲ့နဲ့ပေးလိုက်အဲ့ဒီအတွက်ဒါပြီးရင်ရပြီအချိန်ပေးပြီးသွားရင် maybe နိုင်ဝက်လားတစ်နာရီလားအချိန်ပေးလိုက်အချိန်ပေးပြီးသွားရင်တော့သူတွေကိုအကျိုးပြုစေတဲ့အရာလေးတွေလုပ်ဖို့လိုတယ်ဘယ်လိုမျိုးလေးလဲဆိုဥပမာကိုယ်စိတ်ခံစားချက်အဲ့လိုဖြစ်နေတာကြီးကိုတယောက်ယောက်ကိုပြောပြလို့ရရင်ပြောပြလိုက်မကိုယုံကြည်ရတဲ့တငယ်ချင်းညီကိုမောင်နှမတူဦးပေါ့လေနော်ဟာဟဲ့အောင်ရင်တငယ်ချင်းငါကဒီရက်ပိုင်းတော်တော်စိတ်မပြောမရွှင်ဖြစ်နေတာအဲ့လိုစိတ်ထဲမှာလူကြီးကလေးနေတာပါဘာကြောင့်မှမသိဘူးဒါနဲ့ငါခဏလောက်တတိထားပြီးအဲ့ဒါလေးကိုလက်သင့်ခံပြီးခဏလေးနေပြီးတော့တတိထားပြီးကြည့်လိုက်မှငါဒီရက်ပိုင်းကအဲ့လိုအိမ်စာတွေကလှုပ်ရှားများနေတာကွာကျောင်းစာတွေကလှုပ်ရှားများနေတာဆိုပါတော့အဲ့ဒါတွေကငါမပြီးမှလဲစိုးရိမ်နေမကောင်းမှလဲစိုးရိမ်နေဒါနဲ့တင်ကစိတ်ထဲမှာနေရတာခက်နေတာဒီလိုမျိုးတကယ်ချင်းကိုပြောပြလို့ရတယ်တယောက်ကိုပြောပြလို့ရတယ်အဲ့လိုမှဘလို့မှမပြောပြချင်ဘူးဆိုလဲပြောပြဖို့ရလူမရှိဘူးဆိုလဲစာအုပ်ထဲမှာချရေးထားလို့ရတယ်စာအုပ်လေးကိုစိတ်ချလုံခြုံနေတဲ့နေရာမှာထားလိုက်ချရေးပြီးရင်တင်ထားလိုက်ပြီးရင်ဘာတွေလုပ်တင်လဲဆိုရုပ်ပိုင်းဆိုင်ရာအပြောင်းလဲတွေဖြစ်အောင်လဲလုပ်တင်တယ်ဥပမာ physical exercise လေးတွေလုပ်လိုက်တာမျိုးရေမိုးချိုးတက်တက်ရဲ့လေးအဝတ်စားလေးလဲပြီးမှ maybe coffee ဆိုင်သွားတာမျိုးလုပ်ရင်လည်းရတာပဲပန်းချန်တစ်ခုခုသွားလဲတာမျိုးလုပ်လို့ရတာပဲခဏလောက်အချိန်ပေးလိုက်တဘာဝနဲ့အထီးတွေးမှုပေးလိုက်ဒီလိုလုပ်လို့ရတယ်ဒါမှမဟုတ်ကိုဝါဒနာပါတဲ့အရာတစ်ခုခုလုပ်နေလိုက်ပေါ့ဒီလိုပြောလို့တာလေအများကြီးထင်တယ်တို့တွေအများကြီးအချိန်ပေးလဲရမယ်ထင်တာစိတ်ညစ်နေရတဲ့အချိန်စိတ်ပြက်ဝမ်းနည်းနေရတဲ့အချိန်မပျော်မရွှင်ဖြစ်နေရတဲ့အချိန်နဲ့ရှင်လိုက်ရင်အဲ့ဒီຢာတွေအတွက် commitment လုပ်လိုက်တဲ့အချိန်ကဘာမှမကြောက်အဲ့ဒါလေးကိုနည်းနည်းပါးပါးလေးလုပ်ကြည့်လိုက်
နောက်ဆုံးအနေနဲ့ကြတော့ဥကိုတနာကျင်နာမှုလေးထားပေးလိုက် self compassion ပေါ့ကိုဂီယူနာလေးထားလိုက်ကိုနားလဲပေးလိုက်ဒီလိုလေးဖြစ်နေတယ်လူမပြောမရွှင်ဖြစ်နေတယ်စောက်တီးရမရဖြစ်နေတယ်စိတ်ကလေးမကြမ်းမမာဖြစ်နေတယ်ကိုယ်တိုင်ရဲ့တငယ်ချင်းကောင်းတယောက်လိုပဲအဲ့လိုလေးကျင်နာနာလေးဆက်ဆံပေးလိုက်တယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားတယ်ဒါကစိတ်ညစ်နေပဲမပြောမရွှင်နေနီးပဲအဲ့ဒါအရေးကြီးဆုံးပဲဘဝမှာလေနံပါတ်1အရေးကြီးဆုံးကတော့ဘာလဲဆိုတော့ဒီ process ကြီးတစ်ခုလုံးမှာအဓိကမဆက်မကျင်တော့ပဲနဲ့လက်တင်ခံလိုက်တာလက်တင်ခံတာနော်လေစင်းခံတာမဟုတ်တို့တွေကလေလက်တင်ခံတယ်လို့ပြောရင်အရှုံးပေးလိုက်တယ်လို့ထင်တာ哦အခုကစိတ်ညစ်စရာတွေစိတ်ဒုက္ခတွေတို့တွေအရှုံးပေးလိုက်တာမဟုတ်ဘူးလက်တင်ခံလိုက်တာနားလေအောင်လုပ်လိုက်တာသူ့သဘောတဘာဝကိုသိအောင်လုပ်လိုက်တာအဲ့လိုလက်တင်ခံနိုင်ရင်အဲ့လိုတည်တည်ချာချာလေးကြည့်ပြီးမှလေးလာလိုက်ရင်နားလေအောင်ကြိုးစားလိုက်ရင်တို့တွေနားလေသွားပြီးရင်ဘာသိသွားမလဲဆိုတော့ဒါတွေကအကြာကြီးမဟုတ်ဘူးပဲဆိုတော့နားလေသွားလိမ့်မယ်သဘောပေါက်သွားလိမ့်မယ်တည်ငါလေးပဲခဏလေးပဲခါစလေးဘဝနဲ့ကြည့်ပြီးစိတ်ပြက်စရာလို့ထင်ရလောက်တဲ့အရာတွေကလည်းမြဲမနေဘူးရဲ့ခဏလေးပဲတည်တည်ချာချာကြည့်တတ်ဖို့ပဲလိုမှာတည်တည်ချာချာစောင့်ပြီးမှ observe လုပ်နေဖို့ပဲလိုတယ်အဲ့လိုလက်တင်ခံတာကအရှုံးပေးတာမဟုတ်ပါဘူးဒါလည်းအရေးကြီးပါတယ်တို့တွေရန်သူနဲ့တိုက်ခိုက်မယ်ဆိုရင်တော့မှပဲရန်သူကိုတေချာ observe လုပ်ပြီးမှနားလည်အောင်ကြည့်ရတယ်ဒါမှရန်သူကိုအောင်နိုင်မှာအဲ့ဒါဘယ်လိုအရှုံးပေးတယ်လို့ပြောလို့ရမှာလဲအခုချိန်နေမျိုးလက်တင်ခံတာစိတ်ညစ်တတ်ပါစေဝမ်းနည်းတတ်ပါစေမပြောမရွှင်နေတတ်ပါစေဒါအရေးကြီးပါတယ်စိတ်မညစ်ဖဲနဲ့ဝမ်းမနေပဲနဲ့မပြောမရွှင်နေမဖြစ်ဖဲနဲ့အောင်မြင်နေတဲ့လူချမ်းသာနေတဲ့လူအဆင်ပြေနေတဲ့လူလောကမှာတရားမှမရှိဘူးခုနရေကူးတဲ့ဥပမာလိုပဲရေမကူးဘဲနဲ့ရေကူးပြီးမှပဲသွားလို့ရတဲ့လမ်းကြောင်းတစ်ခုပဲရှိတာ哦ရေမကူးဘဲနဲ့ဟိုဘက်ကန်ရောက်သွားတဲ့လူဆိုတာဘယ်တော့မှမရှိဘူးရေကူးပြီးမှသွားရမယ့်လမ်းတစ်ခုပဲရှိတာ哦ရေမဆိုဘဲနဲ့ခရီးရောက်တယ်ဆိုတဲ့လူလည်းတယောက်မှရှိမှာမဟုတ်ရှိပါတယ်ဆိုရင်လည်းအဲ့ဒီလူတွေကရေမကူးတဲ့လူတွေရေထဲတောင်မစင်းလာတဲ့လူတွေပဲဖြစ်ရလိမ့်မယ်ဆိုတော့စိတ်မညစ်ပဲနဲ့အောင်မြင်သွားတဲ့လူတယောက်မှမရှိဘူးစိတ်မပြောမရွှင်လေးတစ်စက်တောင်မဖြစ်ဖ ೇನೆ ချမ်းသာသွားတဲ့လူတယောက်မှမရှိဘူးတို့ဘဝမှာအရေးကြီးဆုံးပဲဒီလိုဆိုရင်တော့စိတ်ညစ်တဲ့နီးလေးရသွားပြီထင်ပါတယ်အဲ့ဒီလက်သင့်ခံပြီးနေနိုင်တာလေတော်တော်ချမ်းသာစေတယ်တိလားတို့တွေကိုလေတော်တော်လေးတက်တော့တက်တာဖြစ်စေဦးစင်းလေအဲ့ဒါလေးကိုကြည့်မိနေရတယ်ဒီတလုံးမှာပေါ့
Okay ဘယ်ရာနဲ့မှအရင်ကြီးဖီလာဆန့်ကျင်နေတိတ်မလုပ်ပဲနဲ့အတူတူစီမျောလိုက်ပါကြည့်တာဘာအကျိုးရလဲဆိုတော့စိတ်ဒုက္ခဆင်းရဲတွေတော်တော်လေးတက်တာလာတယ်လူလေးကိုကိုရိုင်းဆိုလို့ရှိရင်ဥပမာဒီနိုင်ငံမှာနေတယ်ဆိုအရင်ကဆိုရင်ဒီနိုင်ငံကယာတီဥရုပူတာကိုတိတ်မကြိုက်ယာတီဥရုပူရဲဆိုပေမဲ့ဟိုလိုဗမာပြည်ကအညာတို့ဟာလို့ပူတာမျိုးတော့မဟုတ်ဘူးဒီကပူတာကအပူချိန်ကတော့31 32အဲ့လောက်အမြင့်ဆုံးရှိတာပေါ့လေဒီဂရီဒါပေမဲ့ feel like 38လောက်တော့ဖြစ်တာပေါ့ဟိုကိုတို့ကတော့ပူနေပေါ့လေဘာကြောင့်လဲဆိုဦးဇင်းတို့ကအေးတဲ့ data လာတယ်ဆိုတော့အပူချိန်ကိုအရင်မခံနိုင်ဘူးအဲ့တော့ယာဒီဥရုပူပြီဆိုစိတ်ကမပျော်ရွှင်မလန်းဆန်းဘူးနေရထိုင်ရတာစိတ်မချမ်းသာဘူးအဲ့တော့မလုပ်လဲဆိုတော့ဟို sorry မီးလာတာပေါ့နော်ဒီမှာတော့အဲ့လိုဆိုတော့ကျတော့ညာအေကွန်ရှိတဲ့နေရာသွားနေတယ်အေကွန်ဖွင့်ပြီးနေတယ်ပန်ကာအောက်မှာသွားနေတယ်ပန်ကာဖွင့်ပြီးနေတယ်ဒီလိုတွေပဲနေရအောင်ဒါပေမဲ့စိတ်ချမ်းသာလားဆိုတော့အဲ့လိုကြီးတော့စိတ်မချမ်းသာနေဘူးကိုကြည့်တာလေစိတ်မချမ်းသာနေဘူးဆိုတာဘယ်လိုလဲဆိုတော့ဟိုယာဒီဥရုအေးတယ်လို့မျိုးလောက်တော့ကောင်းမနေဘူးပေါ့အေကွန်ခန်းထဲမှာအေးတယ်ဆိုတာလေဘယ်လိုမှမသိဘူးလေနော်ဟိုပန်ကာနဲ့ဆိုပိုးတော်ဆူပြီးဘယ်လိုကြီးအေးတာမှမသိဘူးလူလဲတွေးလေတွေကလည်းထိုင်းမိုင်းနေတဲ့အမျိုးကြီးလေနော်မတက်ကြွနေဘူးယာဒီဥဆိုတော့ပူနေအပြင်မှာပူနေကိုနေတဲ့နေဟာအေးအောင်ဖန်တီးထားလို့အေးတော့အေးနေတယ်အဆင်မပြေနေဘူးဘာလဲဆိုကိုကအဲ့ဒီတဘာဝအပြင်လောကကြီးကိုဖီလာဆန့်ကျင်လှုပ်ထားတာ哦အဲ့လိုလှုပ်ထားပြီးမှကိုကအဆင်ပြေမယ်ထင်တယ်မဟုတ်နေဘူးပဲဒါနဲ့အဲ့ဒီ acceptance လေးကိုစူးစမ်းပြီးနှလုံးသွင်းပြီးကြည့်နေတဲ့ခါကျတော့အဲ့ဒီယာရီဥရုကိုလည်း acceptance ဖြစ်အောင်ကိုစူးစမ်းကြည့်တာပေါ့အစားပိုင်းမှာတော့နည်းနည်းပင်ပန်းတာပေါ့နော်ဆင်းရဲတာပေါ့ဝရန်တာမှာထိုင်လုံးလေးချပြီးထိုင်ကြည့်တယ်ဟိုချွေးတီကြပူတဲ့ထဲအောင်ခံစားရတယ်နေတော့မထိုးဘူးလေနော်လေလေးပါလေးနည်းနည်းလေးတိုက်တယ်ဒါပေမဲ့ပူတာတော့ပူတယ်ရက်တောင်လေးကြိုက်ပြီးမှရက်ခတ်ပြီးနေတယ်ရေများများတောက်တယ်အသီးဖြော်ရည်ဘာတောက်တယ်ပေါ့အဲ့လိုလေးနေကြည့်တော့အစားပိုင်းမှာအစင်မပြေပြီမဲ့ဆင်းရဲပြီမဲ့နောက်ပိုင်းကျတော့တော်တော်လေးအဆင်ပြေလာအခုကြာလာတော့ကျတော့ဘယ်လိုတောင်ဖြစ်လာလဲဆိုဟိုအဲ့လိုလေးနေရတဲ့ဟာလေးတော့သဘောကျတယ်ဝမ်းဖြစ်တယ်ဆိုတဲ့ခံစားချက်လေးပေါ့အော်ဘောရာဒီဥရုလေးကနူးနူးထွေးလေးနေလို့ကောင်းလိုက်တာဆိုတဲ့ခံစားချက်မျိုးတော့ဖြစ်လာတယ်အပြင်လေလေးတွေတစ်ချက်တိုက်ပြီဆိုလဲသဘောကျရကောင်းမှန်းသိလာငါကတော့လေတိုက်တာမတိုက်တာကီးမဆိုင်ဘူးလေနော်ကိုကတခြားလေအတုတွေတိုက်ခိုင်းနေတာ哦ဆိုတော့အပြင်ကလေတူအစစ်အမှန်အေးလေးတွေတိုက်တာကိုတန်မိုးထားရကောင်းမှလည်းမသိဘူးတန်မိုးလည်းမထားဖြစ်ဘူးအခုကျအဲ့လေလေးနည်းနည်းလေးတိုက်တာလေးကိုအော်သဘောကျတတ်နေအော်ကောင်းလိုက်တာဘောလေလေးတိုက်နေအော်ဘောရာတွေဥရုလေwarm weather ပေါ့လေနော်အဲ့လိုလေဆိုတော့ရေလေးတောက်ရတာလည်းအဆင်ပြေတယ်လူကလည်းတွေးလေတွေပုံမှန်လဲပတ်ပြီးမှနေလို့လည်းပိုးတော့မှပဲ fresh ဖြစ်လာတယ်ဆိုအဲ့ဒါ attachment လောက်ခိုင်းနေတာမဟုတ်ဘူးเนาะအခုပြောချင်နေတာဘာပြောချင်တာလဲဆိုအဓိကကတော့တဘာဝတရားကြီးနဲ့အရင်မဆန့်ကျင်မဲနဲ့ကိုက acceptance လေးလုပ်ပြီးမှလက်တင်ခံပြီးမှစီးမျောပြီးနေလိုက်ခြင်းဟာဒုက္ခတချို့ကတက်တာသွားစေဒုက္ခတချို့ဆိုတာဘယ်လိုလဲဆိုတော့စိတ်ဒုက္ခတချို့ကတက်တာသွားစေဒါအပြင်တဘာဝဒုက္ခတွေကိုလည်းခံစားတတ်လာတယ်လက်ပွန်းတတိဖြစ်လာတယ်
နေပူခံတတ်လာတယ်ရာဒီဥရဲ့ဒဏ်ကိုခံတတ်လာတယ်အဲ့လိုပဲစိတ်ဒုက္ခတွေကိုလည်းခံတတ်အောင်တို့တွေကြိုးစားရမယ်စိတ်ညစ်တတ်အောင်ဝမ်းနည်းတတ်အောင်မပြောမရွှင်ဖြစ်တတ်အောင်ဒီလိုလှုပ်လာနိုင်ပြီဆိုတို့တွေတော်တော်လေးကိုမှအခက်ခဲတွေရင်ဆိုင်တတ်တဲ့အစွမ်းအစရှိလာပြီးတော့အခက်ခဲကြားထဲမှာနေတတ်သွားမှာပဲဒီနေ့ podcast လေးကတော့ဒါပါပဲအားလုံးအရောက်စီတိုင်းကိုစိတ်ညစ်တတ်ပါစေမပျော်မရွှင်နေတတ်ပါစေစိတ်ဒုက္ခတွေခံတတ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်